ပထန်းစားရှိသူတွေကိုအမြဲကူညီနေတဲ့လူပူလေးမောင်နှမ16ယောက်တိုင်နှံပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အဖမ်းခံထားရတဲ့လူတွေပြန်လွတ်လာလို့မြန်မာပြည်အခြေအနေရုံးရင်းဆန်ခတ်ဖြစ်နေတော့မှတွန်တေးမျိုးမှာရှိတဲ့လူပူလေးတိုင်နှံဟာနာမည်ကြီးလာခဲ့ပါတယ်မြန်မာပြည်မှာဆူတောင်းပြေးဖျားတွေအများကြီးရှိပေမဲ့လည်းတကယ်စွမ်းတဲ့တိုက်ဆက်ဓာတ်ဆက်တွေကိုတော့မေ့ထားလို့မရပဲလူပူလေးတိုက်ကချုံနှောင်ခံထားရတဲ့သူတွေအတွက်အားကိုးဆူတောင်းစရာဖြစ်လာခဲ့ရပါဒီအကြောင်းကို2023ခုနှစ်တုန်းကလည်းဒေသခံအမျိုးသမီးတဦးကထုတ်ပြောပူပြီးတော့အခု2025ရောက်မှယုံကြည်သူတွေစုတောင်းသူတွေများလာခဲ့တာဖြစ်ပါတယ်။ဒီမျိုးသမီးရဲ့နာမည်ကတော့ရီရီတန့်လို့သိရပြီးတွန်တေးမျိုးကအောင်တော်မူဖျားမှာဝေယံဝစ်ဆလောက်ကင်နေသူဖြစ်ပါတယ်။အောင်တော်မူဖျားကိုရောက်လာရတဲ့အကြောင်းရင်းကလည်းအာယုံရလို့ဖြစ်ပြီးတော့မရီရီတန့်နဲ့သူ့ရဲ့အမျိုးသားကစုတောင်းပြေးကျင်တဲ့စိတ်နဲ့ဖျားရှာထွက်ခဲ့တာပါ။အဲဒီနောက်မှာတော့မျောလင်းထားတဲ့အတိုင်းပဲအောင်တော်မူဖျားကိုရှာတွေ့ခဲ့ပြီးသူမတို့စရောက်ချင်းတုန်းကဆိုရင်ဖျားငုတ်တူတွေပဲရှိသေးရဲ့လို့ဆိုပါတယ်။အဲဒီနောက်မှာတော့တောင်းရင်ပြေးတဲ့ဖျားမန်းတည်သွားတဲ့အခါမက်ရီတန်းတို့ကအဲ့ဒီမှာအခြေချနေထိုင်ခဲ့ပြီးတော့သူတို့တွေးမြင်ရတဲ့လူပူလေးတိုက်အကြောင်းကိုဘယ်သူမှမပြောဘဲထိမ့်သိမ်းထားဖို့အရင်ဆုံးကြံစည်ခဲ့ပါတယ်။ဒါပေမဲ့လည်းတိုင်တန်းဆိုတာသတင်းကြော်ရင်ဖုံးထားမရဆိုတဲ့အတိုင်းအိမ်မက်အာယုံရတဲ့သူတွေရောက်လာခဲ့ပြီးတော့နောက်ဆုံးမှာမက်ရီတန်းကလူပူလေးတိုက်အကြောင်းကိုအင်တာဗျူးနဲ့တကွထုတ်ပြောခဲ့တာဖြစ်ပါတယ်။ဒီအကြောင်းကိုအဆိုပါလူပူလေးတွေဟာ16ယောက်ခန့်ရှိပြီးအခုတခါမှာတော့တဖြည်းဖြည်းတိုးပွားလာကြောင်းသူတို့နဲ့ပထန်းဆက်ရှိခဲ့သူတွေကိုအိမ်မက်ပေးပြီးဒီနေရာစီကိုလာပြီးတော့သူတို့မောင်နှမတွေကိုဘာလူလိုက်ပါဘလို့စောင့်ရှောက်ပေးမယ်ဘလို့ကူညီပေးမယ်ဆိုပြီးပြောကြကြောင်းနဲ့သူတို့ကိုယုံကြည်လို့သူတို့ရဲ့တိုင်နှန်းစီလာရောက်လူတန်းသူတွေစူတောင်းသူတွေကိုအမြဲကူညီမဆလေးရှိကြောင်းတွေပြောဆိုခဲ့ပါတယ်။ဒါတင်မကသေးပဲဒီတိုင်အကြောင်းကိုသူတယောက်တည်းရဲ့အမြင်နဲ့ပြောတာမဟုတ်ပဲရွာကလူတွေတော်တော်များများလည်းအဲ့ဒီလူပူလေးတိုက်ကိုမြင်ဘူးကြကြောင်းနဲ့ည2 နာရီကျော်နဲ့3 နာရီလောက်မှာလူပူလေးတွေဘောလုံးထွက်ကန်လေးရှိကြောင်းဆက်လက်ပြောပြခဲ့ပါတယ်။ဒါကြောင့်လူပူလေးတိုက်အကြောင်းကနာမည်ကြီးသွားပြီးတော့အောင်တော်မူဖျားကလည်းဆူတောင်းပြေလွန်တာကြောင့်နေတော်တော်များများကလူတွေလာတယ်လို့ထပ်သိရပြီးတော့စာမေးပွဲအောင်ကျင်တဲ့သူတွေနိုင်ငံခြားသွားကျင်တဲ့လူတွေကဒီဖျားမှာစုပြုံပြီးဆူတောင်းကြကြောင်းတွေပါသိခဲ့ရပါတယ်။အဲဟုတ်ဖို့ကောင်းစွာပဲအဲ့ဒီလိုဆူတောင်းလိုက်တာနဲ့တန်းပြေသွားပြီးတော့တကယ်နိုင်ငံခြားရောက်ကုန်ကြသလိုနိုင်ငံခြားကနေပါဒီလူပူလေးတိုက်အတွက်စပိန်တွေအင်ဂျီတွေငွေလွှဲပြီးတော့လှူတယ်လို့မက်ရီတန်ကပြောပြခဲ့ပါတယ်။ဒါပေမဲ့လည်းဂေါရမမြတ်စွာဘုရားသာအသက်ရှိထင်ရှားရှိနေမယ်ဆိုရင်ဆူတောင်းပြေခြင်းလို့ဖျားရှာထွက်တဲ့လူတွေကိုပြုံးပြုံးကြည့်ကြည့်လို့နေမယ်လို့ထင်ပါတယ်။ဖျားမြေခံရောက်လာကြပြီးလူပူလေးတွေနဲ့အလုပ်ဖြစ်လူပူလေးတွေကိုပဲလှမ်းလူကြတဲ့နိုင်ငံခြားရောက်မြန်မာနိုင်ငံကြီးသားတွေကိုလည်းဖျားရှင်ကမျက်နှာလွှဲထားတော်မူမယ်ထင်ပါတယ်ဘလို့ပဲဖြစ်ဖြစ်အဲ့ဒီတုန်းကတော်တော်လေးနာမည်ကြီးလိုက်တဲ့လူပူလေးတိုက်ကိစ္စကအခု2025မှာအဖမ်းခံရတဲ့သူတွေလွတ်လာတော့လေပြန်ပြီးတော့လူတွေတတိထားမိလာတာဖြစ်ပါတယ်။တချို့ကလည်းလူပူလေးတိုက်မှာဆူတောင်းရာကနေလူငိမ့်ထဲမှာပါလာတာလို့တီးတိုးပြောဆိုနေကြပါတယ်။ပရိသတ်ကြီးတို့ရောလူပူလေးတွေရဲ့ကူညီမှုကြောင့်အဖမ်းခံရတဲ့သူတွေလွတ်မြောက်လာတယ်လို့ထင်လား။တွန်တေးကအဲ့ဒီလူပူလေးတိုက်အကြောင်းကိုရောကြားဘူးကြလား။တိုက်ဆက်ဓာတ်ဆက်တွေဆိုတာတကယ်ရောရှိရဲ့လားဆိုတာကိုယ်တိုင်ကြုံဘူးတဲ့ဖြစ်ရလေးတွေရှိရင်မှတ်ချက်ပေးခဲ့ပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်